မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းသားဘာသာအစီအစဉ်ကနေကြိုဆိုပါရရှင်ဧပြီလ18ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်မအင်္ဂမန်ဂျလာပါKNO အုပ်ချုပ်ရာရှိတိုင်းဌာနချုပ်မန်တရန်ကျမရေးဌာနနဲ့ပန်ဆွန်အဖွဲ့အစည်းများကခရိုင်ဌာနချုပ်တုံးခုမှာကျမရေးဝန်ထမ်းများအတွက်ထက်ဆင့်တိုးတင်တန်းပို့ချမှုပြုလုပ်ခဲ့ပါတယ်။တင်တန်းကိုဧပြီလ15ရက်နေ့မှာစ၍တင်တန်းပို့ချနေပြီးမိခင်နေ့ကလေးဖွံ့ဖြိုးတိုးတက်မှုလေပိုင်းဆိုင်ရာအကြံဖတ်မှုကာကွယ်တားဆီးရေးနှင့်တကောင်စီရင်စီမံခန့်ခွဲမှုဆိုင်ရာအသိပညာပေးမှုမြင့်တင်ပြီးမိဘပြည်သူများနှင့်ကျမရေးကိုထိရောက်စွာကုသကြည့်ရှုပေးနိုင်ရန်ရည်ရွယ်လျက်တင်တန်းပို့ချပေးကြောင်းသိရပါတယ်ရှင်။တင်ကြားပို့ချရာတွင်ကောင်းစင်များမှာကိုဝင်းစောအမျိုးသမီးများနှင့်ပြင်ထန်သောယောဂများကြောင့်ဖြစ်သောကလေးများကိုကုသခြင်းပတန်ဆွမ်းကလေးများကိုကုသခြင်းနှင့်မိခင်နှင့်ကလေးကျမရေးဆောက်ရှောက်မှု MNCH ခေါ်စရင်လျှောက်ထားခြင်းပညာရပ်များကိုထက်ဆင့်တင်ကြားပို့ချသွားမည်ဖြစ်ကြောင်းကိုသက်ဆိုင်ရာတင်တန်းကော်မတီများထံမှသိရပါတယ်ရှင်။တင်တန်းတွင်အရှိတိုင်းဌာနမောက်နှင့်တောင်ပိုင်းတိုင်းခရိုင်ဌာနချုပ်များမှကျမရေးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီးတင်တန်းကာလကိုတို့စေရတင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။တနိုင်ခင်းစာရရက်ကွက်ရဲ့စစ်ဆောင်တွေနေတဲ့ဖျားကြောင်ဝင်းနေရာကိုစစ်ဆောင်ကော်မတီတွေကနေအာဆီယံချတ်ကျောင်းစီကိုပြန်လည်အနက်ပေးခြင်းပြုလုပ်ကြောင်းသိရပါတယ်။ဒီစစ်ဆောင်စခန်းနေရာကိုလွန်ခဲ့တဲ့2019-2018နှစ်တွေကနေစစ်ဆောင်စခန်းနေရာတမတ်ထားပေးတာဖြစ်ပြီးယခုအချိန်စစ်ဆောင်ပြည်သူတွေကိုစစ်ဆောင်ကော်မတီနဲ့တက်ဆိုင်တဲ့တာဝန်ရှိသူတွေကနေတင်တော်တဲ့နေရာရှာပေးတာတွေကုညီပေးမှုတွေပြုလုပ်နေပြီးကိုရက်ရွာဒေတာပြန်လို့ရသူတွေကတော့ကိုနေရဲ့အတီးတီကိုပြန်တာတွေပြုလုပ်နေကြောင်းကိုလည်းသိရပါတယ်ရှင်။တနိုင်မြို့ခင်းစာရရက်ကွက်ဖျားကြောင်မှာစစ်ဆောင်နေရာချပေးတာတွေဟာဒီနေ့နဲ့ဆိုကိုနေတတိနေထိုင်ခဲ့ပြီးစစ်ဆောင်ကော်မတီတွေကလည်းပြန်လည်အနက်ပေးတဲ့အခမ်းအနားပြုလုပ်ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။အနောက်ပိုင်းဌာနချုပ်လူဝင်ကြီးကြပ်ရေးရုံးမှဟူကုန်းဒေတာပြည်သူများကိုအိမ်ထောင်စုစည်းရင်နိုင်ငံသားစီစဉ်ရေးအစာအုပ်နဲ့အလုတ္တမလက်မှတ်များကိုပြုလုပ်ပေးကြောင်းသိရပါတယ်။ဒေတာခံပြည်သူများကိုနိုင်ငံသားစီစဉ်ရေးကပ်ပြားတာမကကိုပိုင်လုပ်ငန်းလုပ်ကင်တော်နိုင်ငံခြားသားများနဲ့အလုတ္တမကပ်များပြုလုပ်ပေးကြောင်းသိရပါတယ်ရှင်။ဟူကုန်းဒေတာတွင်လူဝင်ကြီးကြပ်ရေးရုံးကိုလွန်ခဲ့သောမတ်လမှာစ၍စတင်ဖလှယ်ခဲ့ကြောင်းလည်းသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။